ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာ fighter တမယူဂျ fighter ဖောက်နေလို့ကျွန်တော်ဒီနေ့တင်ပေးသွားမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးအဆုံးလက်ကြည့်ရအောင်ကဲအရင်ဦးဆုံးပေါ့နော်9 D နဲ့ 9 မောင်မဖောက်ခင်9 D နဲ့ 9 မောင်ကိုယူရတဲ့အချက်ကတော့လုံးဝပေါ့နော်အဓိကပါပဲဗျအရင်9 D နဲ့ 9 မောင်မယူရင်9 D ဘယ်လိုပုံစံမျိုးလေးသိအောင်ကျွန်တော်ပြပြမယ်ပေါ့နော်ရေဦးဆုံးကို9 ထီးကအမအောင်ခွဲမခွဲတက်တည်းရဲ့လူတွေအတွက်ကျွန်တော်ခွဲပြတ်မှာဖြစ်ပါတယ်။ရေဦးဆုံးဖောက်မဲ့9 ထီးရပေါ့အမီးတောင်ရှိရမယ်။အမီးတောင်ရှိရမယ်ခန္ဓာကိုယ်ကလှမယ်ကျန်းမာရေးရကောင်းမယ်ပြီးနောက်အနာစာကုန်กินရမယ်ပေါ့နော်။အဲ့ဒါအထီးတည်ကြပါတယ်။အဲ့ရွေတော့ပဲပေါ့နော်။ပြီးတော့လေကျွန်တော်4နိုင်ခွဲရမှာ။ပြီးဖောက်မဲ့အမကတော့ကျွန်တော်တို့ပေါ့နော်။ခန္ဓာကိုယ်အထီးတဲ့နဲ့သေးပါတယ်။ပြီးတော့ဘိုင်လေးကလုံးပြီးကိတ်နေအောင်ပေါ့နော်။ဘိုင်လေးကလုံးနေအောင်လုပ်ရမယ်။အဲ့ဆိုရင်တော့ကျွန်တော်တို့ရွေးချယ်ပြီးသွားရေးဆိုရင်တော့ရေလေဘယ်ကိုတော့ကျွန်တော်2လက်မလောက်ထားလိုက်ပါတယ်2လက်မလောက်ထားပြီးဒီကန်နဲ့ဟာကိုထိကြရန်ထည့်ပါဖြစ်ပါတယ်ရကဲထည့်မယ်ကဲကျွန်တော်တို့ဒီတမယုဂျဖိုက်တာကိုကျွန်တော်ဘာဖြစ်လို့ညမှာဖောက်လဲဆိုရင်ကျွန်တော်မနေ့ကချင်းပိုက်သွားတယ်မအားဘူးပေါ့နော်အဲ့ဒါကျွန်တော်ညဘက်ကျမှလာဖောက်ပြရဖြစ်ပါတယ်ကဲအဲ့လိုထည့်ပြီးသွားပြီဆိုရေလေပဲနဲ့လာမှာကဲအဲ့လိုထည့်ပြီးသွားရင်ဘာလုပ်ရမလဲဆိုရင်နောက်တစ်အနေနဲ့ကဘနာရွက်ပေါ့နော်ဘနာရွက်ကတော့ကျွန်တော်တို့လူရရဲ့အိမ်ထဲမှာခြံထဲမှာရှိကြပါမယ်အိမ်နီးနားချင်းနားမှာလည်းရှိကြပါမယ်အဲ့ဘနာရွက်ကိုပေါ့နော်အလဲကရိုးတောင်ဖယ်ပြီးချွေပြီးတော့ထည့်မှာဖြစ်ပါတယ်ဗျကဲအဲ့ဆိုရင်တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်တော့9 ထီးလေးကိုလွတ်ပါမယ်ဗျ9 ထီးလေးကိုလွတ်ပြီးသွားရင်တော့ကျွန်တော်ဒါ divider အနေနဲ့တုံးမှာ divider ဆိုတာမသိသေးတဲ့လူတွေအတွက်divider ဆိုတာပေါ့ဒီ9အထီးဒီပေါ့နော်9ထီးက9မထည့်ဖို့နေရမှာကဲအမှ9ထီးက9မနဲ့ပြမှာပေါ့နော်ကဲအဲ့ divider မသုံးရင်ရရင်ဒီမိုးလှလေးရဖန်လုံးလေးလည်းရဒါတော့ကိုစိတ်ကြိုက်ပေါ့နော်အဓိကအပေါ်မှာလွတ်နေရပြီပေါ့နော်ကဲအဲ့ဆိုရင်တော့ကျွန်တော်နောက်တစ်ဆင့်နေတော့ကျွန်တော်9မလေးကိုထည့်လိုက်ပါဖြစ်ပါတယ်ကဲ9မလေးရထည့်ပြီးသွားရင်9ထီးလေးရထည့်ပြီးသွားဆိုတော့လောကဝယ်ဖြစ်သွားပြီပေါ့ဒါပေမဲ့နောက်တစ်ဆင့်ကြံသေးရဘာကြံသေးလဲဆိုတော့ပေါ့နော် plastic အဲ့လေးလိုပါမယ်ဒါတော့9ကိုရေပေါ့နော်9ကိုရေ plastic အကြီးအသေးသေးလေးကိုလိုမှာပဲညအဲ့ plastic ကြီးကဘာလို့လိုလဲဆိုရင်9ထီးက9မဦးရဲ့အတွက်ကျွန်တော်တို့အတိုက်ထိုးဖို့နေရပါဘောနော်အဲ့နေရလေးအတိုက်ထိုးဖို့ဆိုဒီပေါ်မှာအတိုက်ထိုးရမှာဖြစ်ပါတယ်အဲ့လိုထည့်လိုက်ပါမယ်ကဲအဲ့ဆိုရင်တော့ကျွန်တော်တို့အဖုံးလေးနဲ့ပေါ့နော်9ထီးက9မကိုအခြေရေးဆိုမယ်ဆိုပြီးတော့အဖုံးလေးနဲ့အုပ်လိုက်ပါမယ်9 ထီးနဲ့ 9 မအဲ့လိုအခြေရေးဆိုမှဆိုရင်ဖုံးလေးနဲ့အုပ်လိုက်ပါမယ်။ကဲဆိုရင်တော့24နိုင်ထားပါမယ်။24နိုင်ထားမနေ့ပြန်ကြက်လို့ရှိရင်ကြည့်လိုက်ရင်9 ထီးကအတိုက်လေးစောင့်နေတာတွေ့ရတယ်ဒီဗီဒီယိုတော့အားလုံးဘိုင်ဘိုင်